တောရွာလေးတရွာရဲ့အစုံမှာရှိတဲ့ဝါအိုတဲ့စုပ်လေးထဲမှာအဖိုးအိုဦးဖုံးနဲ့အဖွားအိုဒေါ်များတို့လင်မယားနှစ်ယောက်တည်းနေထိုင်ကြပါတယ်သူတို့မှာတဦးတည်းသောသားလေးအောင်သူဆိုတာရှိပေမဲ့အောင်သူဟာမြို့ပေါ်မှာအလုတ်သွားလုပ်ရင်းအဆက်အသွယ်ပြတ်နေတာငါနှစ်ကြော်ခဲ့ပါပြီဦးဖုံးကမျက်စိမကောင်းတော့သလိုဒေါ်များကလည်းခါနာယောဂကြောင့်လမ်းကောင်းကောင်းမလျှောက်နိုင်ရှာပါဘူးဒါပေမဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အားကိုးရင်းသားဖြစ်သူပြန်လာမယ့်နေ့ကိုမျှော်လင့်ချက်အပြည့်နဲ့စောင့်စားနေကြပါတယ်ညနေဆောင်တိုင်းဦးဖုံးဟာတောင်ဝေးလေးကိုအားပြုပြီးရွာထိပ်ကညောင်ပင်ကြီးအောက်မှာသွားထိုင်လေးရှိပါတယ်ရွာထဲကိုဝင်လာသမျှဆိုင်ကယ်တန်ကားတန်ကြားတိုင်းငါသားလေးပြန်လာပြီလားဆိုတဲ့အတိနဲ့နားဆွင့်နေတတ်ပါတယ်ဦးဖုံးဟေ့အောင်သူအမေဒီနေ့လေသားလေးစီကသတင်းမကြားပါလားငါသားလေးမျိုးမှာအစင်မပြေးရဲ့လားမသိဘူးဒေါ်မြအစင်ပြေးမှာပါတော်ရဲ့သားလေးကလိမ့်မှာပါတယ်သူအလုတ်များနေလို့ဖြစ်မှာပါအမေတို့စီပြန်လာဖို့သူပတ်စံစုနေတာလည်းဖြစ်နိုင်တာပဲဒေါ်မြကသာအားပေးစကားဆိုနေရပေမဲ့သူမရဲ့မျက်ဝန်းတွေမှာလည်းမျက်ရည်တွေဝိုင်းနေပါတယ်မိဘဆိုတာသားသမီးကပြစ်ထားရင်တောင်သူတို့အစင်မပြေလို့နေမှာပါဆိုပြီးအကောင်းဘက်ကပဲတွေးတတ်ကြတာမဟုတ်လားတနေ့မှာတော့ဒေါ်မြရဲ့ခါနာယောဂကပိုဆိုးလာပါတယ်စေကန်းသွားဖို့ပတ်စံမရှိတာကြောင့်ဦးဖုံးဟာသူ့ရဲ့တခုတည်းသောအဖိုးတန်ပစ္စည်းဖြစ်တဲ့သားလေးမျိုးမသွားခင်ကဝယ်ပေးခဲ့တဲ့လက်ပတ်နာရီလေးကိုရွာထဲကတထေးအိမ်မှာတွားရောက်ပေါင်နှံခဲ့ပါတယ်ဦးဖုံးဒီနာရီလေးကငါသားလေးပထမဆုံးရတဲ့လစာနဲ့ဝယ်ပေးထားတာဒါပေမဲ့သားအမေနေမကောင်းတာကိုတော့ကြည့်မနေနိုင်ဘူးငါသားလေးသိရင်လည်းခွင့်လွှတ်မှာပါဦးဖုံးဟာမျက်စိမကောင်းတဲ့ကြားကနေပူထဲမှာတုံတုံချီချီနဲ့လမ်းလျှောက်ပြီးဇနီးတဲ့အတွက်ဆေးဝယ်လာခဲ့ပါတယ်သူတို့နှစ်ယောက်ဟာထမင်းကိုစားနဲ့နေစားရတဲ့ရက်တွေရှိပေမဲ့သားလေးအတွက်ဆိုရင်တော့ဖျားစင်ပေါ်မှာအကောင်းဆုံးတွေဆွတ်နှောက်ကပ်ပြီးဆူတောင်းပေးဖို့ဘယ်တော့မှမမေ့ခဲ့ကြပါဘူးတညမှာတော့ရွာထဲကမြို့တက်အလုပ်လုပ်နေတဲ့လူငယ်တယောက်ပြန်ရောက်လာပြီးဦးဖုံးတို့စီသတင်းတစ်ခုလာပေးပါတယ်လူငယ်အဖိုးကျွန်တော်မြို့မှာအောင်သူကိုတွေ့ခဲ့တယ်သူကအခုမြို့ကတထေးသမီးတယောက်နဲ့အိမ်အောင်ကြပြီးတိုက်နဲ့ကားနဲ့နေနေတာဗျဒါပေမဲ့သူကအဖိုးတို့အကြောင်းကိုဘသူ့ကိုမှမပြောပြဘူးသူမိဘတွေဆုံးသွားပြီလို့တောင်လိန်ပြောထားတာဗျထိုစကားကိုကြားလိုက်ရတဲ့အခါဦးဖုံးကင်ထားတဲ့တောင်ဝေးလေးလက်ထဲကလွတ်ကျသွားပါတယ်အဖွားအိုဒေါ်များကတော့ရင်ဘတ်ကိုဖိပြီးရှိုက်ကြီးတင်ရင်ငိုကြွေးပါတော့တယ်မိဘမြတ်တာကိုအတိမတ်မပြုပဲပြစ်ပယ်ထားရုံတင်မကပဲလူသေးစရင်သွင်းလိုက်တဲ့သားဖြစ်သူရဲ့လုပ်ရက်ကသူတို့ရဲ့အိုမင်းမစွန်းနှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့နာကျင်စေခဲ့ပါတယ်ဒါပေမဲ့အဖွားအိုဒေါ်များကမျက်ရည်တွေကိုအားတင်းတုပ်ရင်းတုံရင်နေတဲ့အတန်နဲ့ပြောလိုက်တာကတော့ဒေါ်မြသားလေးအဆင်ပြေနေတယ်ဆိုရင်လည်းကျဉ်တ်ပါပြီးတော့ရဲ့သူလူပုံအလဲမှာမျက်နှာမငယ်ရဘူးဆိုရင်အမေတို့ကဒီတဲဆုပ်ထဲမှာပဲအတန်တိတ်ပြေးသွားပေးပါမယ်ထိုစဉ်မှာပဲရွာလန်းအတိုင်းကားတစ်စီးမောင်းဝင်လာတဲ့အလင်းရောင်ဟာသူတို့ရဲ့တဲဆုပ်လေးစီကိုဦးတည်လာပါတယ်ရွာသားတွေကအောင်သူပြန်လာပြီလားလို့ဝိုင်းပြောနေကြပေမဲ့ကားပေါ်ကဆင်းလာတဲ့သူကတော့အောင်သူမဟုတ်ခဲ့ပါဘူးကားပေါ်ကဆင်းလာတဲ့လူစိမ်းတစ်ယောက်ကဦးဖုံးတို့လက်ထဲကိုစာအိတ်တအိတ်ကမ်းပေးလိုက်ပြီးလူစိမ်းဒါအောင်သူပေးခိုင်းလိုက်တဲ့စာအိတ်ပါနောက်ပြီးသူကမှာလိုက်သေးတယ်ဒီစာကိုဖတ်ပြီးရင်နောက်ဘယ်တော့မှသူ့စီကိုမဆက်သွယ်ပါနဲ့တော့တဲ့ဦးဖုံးတို့ဇနီးမောင်နှံတုံရင်နေတဲ့လက်တွေနဲ့စာအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါ